ကျွန်တော်အကုန်လိုက်ကြည့်တဲ့အချိန်မှာကျွန်တော် real တဲ့အားရစရာတစ်ခုမှတော့မရှိဘူးပေါ့နော်ပွဲကြိုခမန်းချက်ဒီမှာလေတော်သူ UCL 15လုံးရပေါ့နော်15လုံးပဲဘယ်လောက်ရပေါ့ဒီနေ့ရဲ့လူစင်းပိုင်းရောခြေစွမ်းပိုင်းရောအားရော real ကနေပိုင်းမှာရောက်နေတဲ့အတွက်ဒီနေ့ကိုဒီနေ့ Man City အင်ကွင်းရောဘာနီဗျူးရောမှာကျွန်တော်မနိုင်ပြောမယ်ဆိုတော့ real ကိုဒီည1နဲ့စာနဲ့ပဲစောင့်ကြည့်ရမလို့ဖြစ်နေပြီပေါ့နော်ခြေစွမ်းပိုင်းမှာလည်းကျွန်တော်မကြိုက်တဲ့အနေထားမှာပါပါတယ်ဒါပေမဲ့ real ကတော့ real ပါပဲအဲကြောင့်မို့ကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ပြောလိုက်ပါတယ်ကျွန်တော်ဒီနေ့ည real ကိုမကြိုက်ပါဘူးကျွန်တော် Man City နိုင်မယ်လို့ကျွန်တော်ထင်ပါတယ် real ထက်ကိုနော် Man City နိုင်မယ်လို့ကျွန်တော်ထင်တယ်အဲအကြောင်းမလို့ကျွန်တော်1နဲ့စာကျွန်တော်အသင်းဖန်တယောက်အနေနဲ့1နဲ့စာနဲ့ပဲ Man City နိုင်မှာပဲကျွန်တော်2 နာရီခွဲအချိန်ကိုကျွန်တော်ပျော်ပျော်ကြီးပဲထိုင်ကြည့်လိုက်ပါတော့မယ်ကို